မင်္ဂလာပါရှင်ဒါလေးကတော့ကျမတို့အောင်စုမှုပရိဒါစုကျိုးတက်ဆင်ဖြန့်ချီရေးမှာတက်ဆင်ပေးထားတော့အနီးစခန်းစင်ကောင်းကြီးရက်ကွက်မှာတက်ဆင်ပေးထားတော့အလုံးတစ်ထပ်အပြားတစ်ထပ်ပေ120ပတ်လည်ဆိုင်လေးဖြစ်ပါတယ်ရှင်အပြားကို၄ခွဲချားနဲ့အလုံး6လက်မချာစိတ်စိတ်လေးတက်ဆင်ပေးထားတော့အလုံးဆိုင်လေးဖြစ်ပါတယ်ရှင်အိမ်ရှင်များစိတ်တိုင်းကြလက်ရာတည်သက်ခိုင်ခန်းစွာဖြင့်တက်ဆင်ပေးထားသောအလုံးဆိုင်လေးဖြစ်ပါတယ်ရှင်ပစ္စည်းများကတော့ GI Aerofic လေးကိုသုံးပေးထားသောပုံလေးဖြစ်ပါတယ်ရှင်တက်ဆင်လင်တော့ချစ်မိတ်ဆွေများရှင်မြန်မာတိုင်းနိုင်ငံလုံးမြည်သည့်နေရာမဆိုတက်ဆင်ပေးပါတယ်ရှင်စိတ်တိုင်းကြစွာတက်ဆင်ပေးပါတယ်ရှင်စိတ်တိုင်းကြမှာငွေချေပါရှင်လက်ရလေးတွေကိုလည်းကြီးစုခံစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အောင်စိုးမိုးမိသားစုမှာပစ္စည်းများတက်ဆင်တဲ့နေရာမှာဆိုလို့ရှိရင်လည်းစိတ်တိုင်းကြမှာငွေချေပါရှင်လက်ရလေးတွေကိုကြည့်ရှုခန်းစားပေးကြပါအောင်ရှင်ပေ120ကိုပတ်လည်နှစ်ထပ်တက်ဆင်ပေးထားရတော့နည်းနည်းလေးဗီဒီယိုလေးရှည်သားတဲ့အတွက်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်